ဒီလိုမျိုး view တွေ million နဲ့ချီရနေတဲ့ AMVO တိုးတွေကိုဘယ်လိုဖန်တီးမလဲအဲ့လို AMVO တွေ TikTok ပေါ်မှာတင်ပြီးပတ်စံရှာကြည့်လိုက်ဒါဆိုရင်ကျွန်တော်ဘယ်လိုဖန်တီးရမလဲဆိုတာပြောပြပါမယ်အရင်ဆုံး YouTube တော့သွားမယ်နိုင်ငံခြား AMVO တိုးလေးတို့ရိုက်ရှာလိုက်မယ်ရလိုက်ဒီမှာ AMVO လေးပေါ်လာတယ်ဗီဒီယိုတစ်ပုတ်နှိပ်လိုက်ဒီလိုပုံစံနဲ့ဒီလိုပုံစံပြအောင်ကျွန်တော်ပြောလို့လိုက်နှိပ်လိုက်ပြီးရင်ဗီဒီယိုအောက်က description ကိုသွား show transfer နှိပ်လိုက်ဒီဗီနာမှာဒီဗီဒီယိုရဲ့ဇာညွှန်ကြားလိုက်လိမ့်မယ်အဲ့ဗီဒီယိုဇာညွှန်ကောလုံးကို copy ယူလိုက် copy ယူပြီးရင်ဒီ translate တက်သွားလို့ရနော်ကျွန်တော်ကတော့ Google Translate တက်ပဲတော့ Google Translate ကိုနှိပ်ခုန copy လာတဲ့စာသားတွေကိုဒီမှာချလိုက်ဘေးမှာမြန်မာလိုရလာလိမ့်မယ်အဲ့လိုမြန်မာလိုထဲမှာကိန်းကနန်းတွေပါနေသေးတယ်ကိန်းကနန်းတွေကိုဒီတိုင်းဖတ်ရင်ကြာမှာဆိုလို့ချက်ကြည့်ပြီးတော့ကျွန်တော်ဖယ်တိုင်းခဲ့တယ်ဆိုတော့ချက်ကြည့်ပြီး website ကိုသွားမယ်ဖွင့်ပြီးရင်အဲ့ဒီထဲမှာဒီစာလေးကိုရိုက်ထည့်လိုက်ဒီစာလေးကိုရိုက်ထည့်လိုက်ပြီဆိုရင်သူကဒီလိုလေးပေါ်လာလိမ့်မယ်ပေါ့ဒီလိုလေးပေါ်လာပြီဆိုရင်ခုနဘာသာပြန်ထားတဲ့ translate လုပ်ထားတဲ့ဒီစာသားတွေကို copy လိုက်မယ်ပြီးရင်ဒီ ChatGPT မှာပြန်ချလိုက်ရောအဲ့ဒီမှာလုံးဝပြည့်စုံတဲ့ဇာညွှန်းတစ်ပုဒ်ရပြီအဲ့ဒီဇာညွှန်းကိုကျွန်တော်တို့ AI တန်တောက်ပြောင်းမယ်ပေါ့ဆိုတော့ကျွန်တော်တို့ TTF free.com ဆိုတဲ့ website ထဲဝင်မယ်အောင်နဲ့ဆွဲချလိုက် ChatGPT မှာလုပ်ထားတဲ့ဇာညွှန်းကို copy ယူပြီးရင်ဒီအကွက်လေးမှာလာချလိုက်ကျွန်တော်ကမြန်မာ AI တန်ထုတ်မှမို့လို့ဒီအောက်မှာမြန်မာနိုင်ငံကိုပြောင်းမိန်းကလေးတန်နဲ့ယောက်ျားလေးတန်ရှိတယ်အဲ့ဒီမှာကိုထားခြင်းနဲ့အတန်ကိုရွေးလိုက်ပေါ့ရွေးပြီးပြီဆိုရင်အဲ့ဒီအောက်မှာအတန်ညှိတဲ့ဟာနှစ်ခုရှိရပေါ့အပေါ်အကောင်20ထားပြီးအောက်ကကောင်30ပဲထားပြီးရင်နောက်ဆုံးမှာ converse noun ဆိုတဲ့ဟာလို့နှိပ်ပြီးတော့ခဏစောင့်လိုက်ရုံပဲ